ဆိုလိုတဲ့ຢာကဘာလဲအခုနိုင်ကလက်သွားနှုတ်ကပတ်တော်ကြားရလားကြားရရင်နိုင်ကလက်ဆက်နေအရက်တောက်ပြီးတော့ revelation တွေရနေလားဘိန်းဆွဲပြီးတော့ဘိန်းတောက်ပြီးတော့မှလူတွေပြောင်းလဲနေလားမဟုတ်ပြန်လှည့်လာတော့လေအာမင်ဘာဖြစ်လို့အချိန်ကုန်ခံနေမှာလဲဖောက်ပြန်နေပြီးတော့ဖခင်ဘုန်းတော်ထင်ရှားနေလားဆက်ဖောက်ပြန်လိုက်မဖောက်ပြန်မဟုတ်မထင်ရှားဘူးဆိုတော့နေချစ်ချစ်နောင်တရသင့်ပြီလေအာမင်နောက်ဆုံးသောကာလမှာဖခင်ရဲ့သားသမီးတွေစုဝေးတဲ့အရက်မှာသင်ရှိရဲ့လားပြန်လာခဲ့ပါဘာဖြစ်လို့ပြောလဲဆိုတော့ဖခင်ရဲ့အနားမှာသင်နေတတ်ပြီဆိုရင်သင်ရဲ့အထဲထဲကရှိတဲ့တက်နိုင်ခြင်းတွေမတူတော့ပြောင်းသွားတယ်သင်ကဖခင်အပေါ်မှာဖောက်ပြန်နေတဲ့အခါမှာဟောရှေထဲမှာလို့ငါရဲ့ဇနီးတွေဟာတဲ့ငါအပေါ်မှာဖောက်ပြန်နေတဲ့အခြားသောယောက်ျားတွေနောက်ကိုလိုက်တယ်တဲ့တနည်းအားဖြင့်သင်ဆွဲလန်းသောအရာကသင်ရဲ့သခင်သင်ရဲ့ဖခင်လေအဲ့တော့သင်အခုနှလုံးသားထဲမှာအခြားသောအရာတွေကိုသင်ဆွဲလန်းနေဆိုဖခင်အပေါ်မှာဖောက်ပြန်နေတာအဲ့တော့ငါတို့ဟာဖခင်အရှိကိုရောက်သွားပြီဆိုရင်ဖခင်အရှိမှာတော့တဲ့နနက်ကဲ့သို့လှပနေတဲ့ရှုမြော်စရာကောင်းတဲ့တတို့သမီးလေးဖြစ်နေပေမဲ့တဲ့တစ်ဖက်မှာကျတော့ရန်သူကလှမ်းကြည့်လိုက်တဲ့အခါမှာသူ့အတွက်ကြောက်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်နေတာငါတို့ကဖခင်အနာကိုချင်းကပ်လေလေသူ့အတွက်ငါတို့ဟာကြောက်စရာကောင်းတဲ့စစ်တပ်ကြီးဖြစ်လေလေပဲဟယ်လိုအာမင်နေ့တိုင်းသင်ဘသူအနာကိုချင်းကပ်နေလဲသင်ဘသူကိုမျက်နှာမူနေလဲ Facebook ကိုမျက်နှာမူနေလား Instagram ကိုမျက်နှာမသုံးရဘူးတော့မပြောဘူးနော်အလောက်ထိ superstitious ဖြစ်တဲ့အထဲမှာစမမပေါဒါပေမဲ့ပြောချင်တဲ့အရာသင်ဘယ်အရာတွေကိုနေ့တိုင်းပို့ပြီးတော့မျက်နှာမူနေလဲသင်ဖျားကိုမျက်နှာမူပြီးဆိုရင်တော့သင်ရဲ့အသက်တာဟာရန်သူကြောက်ရွံ့တုန်လို့ရတဲ့အသက်တာဖြစ်လိမ့်မယ်အာမင်တေချာနားထောင်ပါဖျားရဲ့ရင်ခုန်တန်ကိုသဘောပေါက်လာမယ်ဖျားရဲ့နှလုံးသားကိုသဘောပေါက်လာမယ်ဖျားရဲ့အကြံစီကိုသဘောပေါက်လာမယ်ဘယ်သူမှမရဘူးတဲ့အရာကိုဘယ်နေရာမှာရခဲ့တယ်လဲမျက်မှောက်တော်ထဲမှာကဲပြီးကြားဘူးလားမသိဘူးလူမသက်ရတော့ကြားဘူးတယ်နော်လူအသက်မသက်ရဟုတ်လားမိဘကိုရိုသေစွာပြုလို့စကားတွေပြည့်ရတော့10ပါအားလုံးကြားဘူးတယ်မှတ်လားကြားဘူးတယ်နော်သူများမပြစ်မရကြားဘူးလားအခုအချိန်ဒီအဲ့ဒီဥပဒေတွေအခုတလောကလုံးမှာမထုတ်ကြဘူးလားထုတ်တယ်တလောကလုံးနားထောင်ရတဲ့စကားတွေကိုဘယ်သူကအရင်ရခဲ့တာလဲဒါကြောင့်မလို့ဘယ်သူမှမကြားဘူးဘယ်သူမှမမြင်ဘူးဘယ်သူမှနားမလည်ဘူးတဲ့ဖွင့်ပြချက်တွေကိုဘယ်ထဲမှာပဲရတယ်လဲမျက်မှောက်တော်ထဲမှာအသက်တာပြောင်းလဲခြင်းနဲ့ဆိုင်တဲ့အရာကိုဘယ်ထဲမှာပဲရတယ်လဲဒါဆိုသင်မျက်မှောက်တော်ထဲမှာရှိရမယ့်အရာကိုဘယ်သူကကြောက်နေမယ်တဲ့ရန်သူကကြောက်နေတာသင်ရဲ့တဘွားလုံးကို upside down ပြောင်းပြန်လှန်ပေးမယ့်အရာကဖခင်သခင်မျက်မှောက်တော်ဖြစ်တယ်အာမင်ဒါကြောင့်ဒါဝိဒ်ကအဲ့ဒီအရာကိုသဘောပေါက်တဲ့အခါမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာဒါဝိဒ်အမြဲတမ်းနေဖို့အတွက်သူပြင်ဆင်တယ်ဒါကြောင့်ဒါဝိဒ်ရဲ့အသက်တာကိုကြည့်လိုက်မယ်ဆိုတစ်ဖက်မှာဖခင်ရဲ့အရှိမတိုးတငယ်လေးလိုပဲတတို့သမီးလေးလိုပဲဒါပေမဲ့တစ်ဖက်မှာရန်သူရဲ့အရှိမဆိုရင်ဒါဝိဒ်ဟာကြောက်စရာကောင်းတဲ့စက်တရေကြီးဖြစ်နေတာဒါကြောင့်သူ့အနီးနားမှာရှိရန်သူတွေကသူ့ကိုကြောက်ရတာဒါကြောင့်သူ့အနီးနားမှာရှိရန်သူတွေကသူ့ကိုလာပြီးတော့ရွှေတွေငွေတွေနှစ်တိုင်းလာဆက်တာရတာဒါကြောင့်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာတတို့သမီးလေးလိုတိုးတငယ်လေးလိုတင်နေတတ်ပြီဆိုလို့ရှိရင်တော့ဒီလောကကြီးရဲ့အရှိမသင်ဟာခြံသိပ်တကောင်လိုမျိုးအာမင်ယူဒာတို့ရဲ့ခြံသိပ်မင်းလိုမျိုးသင်ကိုဖခင်သခင်အောင်ခြင်းနဲ့ပြည့်စုံစေမှာဖြစ်တယ်ဟာလေလုယာဒါဆိုသင်ရဲ့သက်တာထဲမှာအခုကြာရှုံးနေတဲ့အရာတွေသင်ရဲ့အသက်တာထဲမှာပျက်စီးယိုယွင်းနေတဲ့အကျင့်စာရိတ္တတွေသင်ရဲ့အသက်တာထဲမှာအမြဲတမ်းကြာနေတဲ့စိတ်ဓာတ်တွေညှို့လင့်ခြင်းမရှိတဲ့အရာတွေတစ်ချိန်လုံးဝမ်းနည်းနေတဲ့အရာတွေအားလုံးကဒါဖခင်ရဲ့မျက်မှောက်တော်တွေကထွက်လာတဲ့အရာတွေတော့မဟုတ်ဘူးလောကမှာရှိနေတဲ့သုံးတစ်ခုတော့လွှမ်းမိုးခြင်းကိုသင်ခံလိုက်ရလို့အဲ့ဒီဖုံးအုပ်ခြင်းကိုသင်ခံလိုက်ရလို့သို့တော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ရဲ့ဘုန်းတော်ထဲမှာသင်ဖုံးအုပ်ခြင်းကိုခံရပြီဆိုသင်ထူးခြားပြီအာမင်ရဲရင်တဲ့စိတ်တွေချစ်တတ်တဲ့စိတ်တွေတကိုးပါတဲ့စိတ်တွေရှင်းလင်းတဲ့စိတ်တွေအကုန်ရောက်လာပြီအာမင်